谁个叫我寂寞？我找的啥送给的美，离别的个用力的哭个，不愿我地地里哭多的，悠悠的那季节迷的，眼空渐渐飘多的，令我对着那里面拉多，我找的啥的个，这面哒哒。ဖြစ်လာတယ်ဘယ်မှတည်ခဲ့ဘူးနေတိုင်းမလာမဲလမ်းလေးကိုမောင်တီဝကွန်ပျူတာသိပ္ပံမိချတရားနဲ့ဘာလဲမရှိပါလားသူမမမြင်ဖြစ်တယ်ချောတာချောင်းစားတဲ့တဲ့နေမှာဒီလိုမျိုးကောက်ရဆိုတော့ဒါမိုးနဲ့မင်းစီစဉ်ထားတာပဲဖြစ်ရမယ်ဒီတိုင်းပြန်မိလိုက်ရင်ကျပြင်းနေရတယ်ဘယ်လိုလုပ်ကောင်းလဲဟာနင်ကចောင်းသားကတ်ကိုចောင်းသားရေးရမှာဒီတိုင်းပါပင်ရိုးလို့ဟုတ်လားညနိုးရဲ့နေယူရယူနေရလားဟမ် နင်ကလည်းဟဲ့အားကြီးနဲ့မဟုတ်ပါဘူးဒီတိုင်းပြန်ပြင်ချာတော့ပြင်းစရာကောင်းတယ်လေဒါမိုးနဲ့မင်းကငါတို့နှစ်ယောက်ကိုတွေ့ဆုံစေဖို့တမင်တက်တက်လုပ်ပေးရပဲဖြစ်မှာ နင်တော့သွားပြီအများနဲ့စိတ်ကူးရင်စံနေရပဲမိုးနဲ့မရအောင်ပါလာဟိုကသူ့ဘာသာသူကြောက်ကြတယ်နေမှာပေါ့တဲ့ ဟောဘလို့ပဲဖြစ်ဖြစ်အခုကက်ကငါလက်ထဲမှာလေငါတို့ဘလို့ပြန်ပေးရမလဲဆိုတာစဉ်းစားနေနည်းနည်းဆန်းဆန်းလေးပေါ့ ဆန်းဆန်းလေးညနိုးနေပါရဲ့ကြက်စီနေပြန်ပြီလေ
ငါ့တော့လာဆွဲမထည့်နဲ့တော့ ကပ်ပြရရပုံရဆိုရင်တော့ခက်ချောချောလေးပဲငါ့ရဲ့ဖူးစာရှင်များဖြစ်နေမလားမသိ ငါစိတ်ညစ်တယ်ငါလည်းနေကိုမနိုင်တော့ဘူးသိလား ထက်အောင်ဒီကွာမင်းအစပဲဖတ်နေရောမှာလားငါတို့ဒီနေ့ဘာလုပ်ကြမှာလဲ ငါစာဖတ်တာမပြီးသေးဘူးကွာမင်းကတော့မင်းသွားချင်ရတော့ အေးပါကွာနော်မင်းကတော့အမြဲအဲ့လိုကြီးပဲမင်းကြောင်းသားကရောမင်းဒီမြောက်ခင်နဲ့ဆွဲတာငါမတွေ့ဘူးနော် ဟုတ်တာဘယ်မှာလဲကွာ อืม ဟာအဲ့ထဲမှာလည်းမရှိဘူးကွာ မင်းကတော့ကွာနေတိုင်းပျောက်သွားရင်လောကရှုပ်အောင်မယ် ဟာမင်းကလည်းဘာလာပြောနေရလဲငါကြောင်တော့ကငါရှာနေငါစာကြည့်လိုက်မှကြံခဲ့ရလားမသိဘူးငါတော့ကြည့်လိုက်မှာကွာ ဟာဟဲ့ငါလည်းလိုက်မယ်လေဒီလေးပတ်သက်ရှင်းခဲ့ပြီနော် ရောက်ဒါတော့တွေ့ခဲ့တယ် လျှို့ဝှက်စမ်းချေအကောင့်ပါတဲ့စာအုပ်ဖတ်နေတဲ့သူကန်ဒီမှာလာတွေ့ပါတော့ သူ့ရဲ့စမ်းကြဲတဲ့အကောင်ဆိုတော့ဟိုငကားတို့ရေသူမားတို့ဘာလဲစာအုပ်ကိုပြောရလားမသိဘူးဒါနဲ့ငါတို့ကျောင်းမှာကန်တင်းနေရအများကြီးပဲလေမင်းဘယ်ကနေစရှာမှာဟမ် အော်အင်္ဂလိပ်လိုရေးထားမှာတော့အီးမေးဂျာပဲနေမှာကွာငါတို့အဲ့ကိုသွားကြအောင် ဟဲ့အောင်ကြီးမင်းမသာတော့ငါတို့တခြားကောင်တွေနဲ့ချင်းတော့လို့ဒိုးလိုက်အောင်ပဲ ကျွန်တော်ရဲ့ကျောင်းသားကတ်ကိုယူသွားတာခမရမလား ဟုတ်ပါတယ်ညံလိုက်တာရှီကျမကိုရှာတွေ့သွားပြီပဲ
ဒီမှာရှင်ရဲ့ကျောင်းသားကဒါနဲ့ရှင်ကျမကိုဘယ်လိုလုပ်တန်းပြရလဲ ဒီစာအုပ်မျက်နှာပေါ်မှာပါတဲ့ကြောင်လေးကလူစကားတက်တယ်လေ။ဘယ်ဘက်တောင်ပြီးသေးဘူးချင်းလဲ။ spine တော့မလုပ်တော့ပါဘူး။ဒါနဲ့ဒီတိုင်းပြန်ပြီးလို့လည်းရတာ။ဘာလို့ဒီလိုလေးလုပ်နေလဲ ဒီတိုင်းပြန်ပြီးရင်ပြင်းစရာကောင်းတယ်လေကဲကျမတို့ညကိုတွေ့ဆုံစေလဲဆိုတာကိုအမှတ်တရဖြစ်အောင်ပါကျမအနေနဲ့ညနိုးပါအင်္ဂလိပ်စာမေးချာတတိယနှစ်က ။ကျွန်တော်နာမည်ဒီပါပါ။ကွန်ပျူတာဆိုင်းတတိယနှစ်က ညောင်ဒီပါမနေ့ကမင်းចောင်းသားကသွားယူတာအဆင်ပြေခဲ့လားမင်းကပ်ကိုယူသွားတာကောင်းမှနေမလားချောလား မင်းကနေများလိုက်တာကွာ။ဟိုရှုပ်လေးရတော့မစိုးပါဘူး။ဒါမဲ့လေငါ့ကိုရိုးပြမပေးပဲနဲ့ဘာလို့ तू အဲ့လိုလေးပြန်ပေးရ။ဟာသူ့ပြုံးဝင်ကိုလုံးဝနားလည်နိုင်ဘူးကွာ ဟာကွာကောင်မလေးဆိုရင်ငါလည်းလိုက်ခဲ့ပါတယ်ချောချောလေးဆိုရင်ငါခင်တတ်တယ်ကွာ ။မျိုးပဲနဲ့နာဘူးကကြာ ဟဲ့အောင်အဲ့နာဘူးကြတာမဟုတ်ဘူးအဲ့ရိုမက်တစ်ဆန်တာအေးပေါ့မင်းတို့ကုတ်တွေ logic တွေကြီးပဲကောင်းလေးထည့်ထားတယ်ကောင်းတော့ဒါတွေပဲနားလေပါဒါနဲ့ကောင်မလေးနေရာပါတယ် ။မမေကတော့မြန်နေဦးတဲ့။မင်းကတော့မစိဝင်စားနေဝင်သားကွာ။ငါတို့သူ့ပြုံးဝင်ကိုလုံးဝမကြိုက်ဘူး။တော်တော်အောင်နောက်မဲ့ ဟာလေမနေ့ကတွေ့ခဲ့တဲ့တရားငယ်ရင်းညောင်ဘယ်လိုလုပ်ရင်ကောင်းလဲကိုစဉ်းစားပြပါအောင် ညနိုးရဲ့နင်းကလေမင်းကလေးတံမဲနဲ့မနေ့တရက်မတွေ့ရကောင်လေဘာလို့အဲ့လောက်တောင်ဖြစ်နေရတာ နေဘယ်ခင်မှနေနေရတယ်အခုခေတ်ကလေအရင်ကြိုက်တဲ့သူကအရင်ဆက်လှုပ်ရှားရတဲ့ခေတ်ပဲနောက်မှသူများစီပါသွားမှအသက်ကိုရှင်နေငါမထောက်ချင်ပါဘူးနော် အေးပါဟဲ့ငါကလေနင်းအဆက်ကွဲမှာဆိုစီးနာနဲ့ပြောနေတာသူကကွန်ပျူတာဆိုင်းရတာဆိုတော့နေပညာနဲ့ပတ်သက်တာတွေကိုစိတ်ဝင်စားမဲ့ပုံပဲပြီးတော့စာကြည့်တိုက်ကိုလည်းခဏခဏသွားပုံရတယ်ဆိုတော့အဲ့အနေပဲစာကြည့်ပါလား ဟမ်ဘလို့ နင်ကကွန်ပျူတာနဲ့ပတ်သက်ပြီးတော့အားနေရမလားအဲ့တော့နင်စာကြည့်တိုက်ကိုသွားပြီးလို့ရှိရင်ကွန်ပျူတာနဲ့ပတ်သက်တဲ့စာအုပ်တွေကိုရှာနေနေမှဒါလေးကိုနားမလဲဘူးရှင်းပြပေးပါလားဘာညာပေါ့ အင်းနော် လူတွေကတဲ့ဒီဇိမ်းတယောက်ကိုကူညီပေးလိုက်တဲ့အခါတိုင်းမှာငါကသူ့ကိုခင်မင်သဘောကျလို့ကူညီပေးလိုက်တာပါဆိုရဲခံစားချက်မျိုးအုံနောက်ကနေလူညောက်ဖန်တီးပေးတတ်တဲ့သဘာဝရှိတယ်တဲ့ ဟုတ်တာအဲ့တကယ်ကြီးလေးကတိတ်တော်ပါပဲ ဟုတ်ပြီပါမှာမျက်နှိုးမလားအင်းမိကြအကောင်မလေးကငါတို့စီရဲ့ဆောင်ရှိကိုဘာလာလောက်တာလဲ ဒီလိုပါပဲဖြတ်သွားရင်လည်းရောက်လာတာဘာရောမဟုတ်ပါဘူးကျမသွားလိုက်အောင်မယ်နော်တတ ဟိုအဖြစ်နဲ့ကိုရှိခဲတော့လုံးဆန်နေဟာ ဒီငယ်တော့ကြီးဆိုတာလေကြားရင်အရေးပြောကောင်းတာအော်အနီဘာဖြစ်သွားသေးလဲ 你求求我了嘛？哎，对不对？တော်တော်စားဆုံးခဲ့တဲ့မင်းလေးကိုတမင်သက်သက်ချင်မိခဲ့တဲ့မပြောပြခဲ့တဲ့စကားတစ်ခုကြောင့်ဒီနေ့ထိနောက်ထားရတယ်မင်းကိုလည်းလွမ်း